ကျွေးလေမဲတော့မင်းဘယ်လောက်ကြီးတာ သိန်းတစ်ထောင် အဲ့တော့ငါလည်းပတ်စံသိန်းတစ်ထောင်မရှာနိုင်ဘူးညီဘာလို့ကျန်လဲလောက်ချင်တာလောက်တော့ ဟောလှုပ်ချင်တာလှုပ်ရတယ်လေအဲ့ဆိုရှင့်တူကိုကျမသိန်းနဲ့လာပါကိုငတ်ထဲဦးငတ်ထဲဒီလူကြီးဘာလုပ်နေတာပြည့်ဦးငတ်ထဲချောင်းနေနဲ့ထွက်ခဲ့ပြောတော့ဓမ္မယုံမဲလား ဘယ်မှဓမ္မမယုံရှင့်စီကိုတက်တက်လာတာရှင်ကျမစီကချီးထားတဲ့အကျွေးဘယ်တော့ပြန်ဆက်မှာလဲပြော အကျွေး ဟုတ်တယ် အကျွေးလေမဲတော့မင်းဘယ်လောက်ကြီးတာ သိန်းတစ်ထောင် သိန်းတစ်ထောင် ဟုတ်တယ် နောက်နဲ့တော့ပြောကြီးငါချီးတာ300တယ်နော်300တယ်နှမိတယ် ရှင့်ရဲ့အကျွေးကဒီတိုင်းမနေဘူးအတိုးပေါ်အတိုးစင်နေတာရှင်မနက်ကိုဈေးသွားရင်ခင်းချင်းစီဒီပိတ်တာဘယ်လောက်လဲ 8500 ကုန်ခဲ့တဲ့နှစ်က 2000အဲ့ဒါပဲလေကုန်စည်နှုန်းတွေကတစ်ခုပြီးတစ်ခုတက်နေတာပဲကျမရဲ့အကျွေးလည်းတက်တယ်အဲ့တော့ရှင်ကြီးထားတာသိန်း300ဒါပေမဲ့အတိုးနဲ့ပေါင်းလိုက်တော့သိန်း1000ကျမဘယ်နေ့ပြန်ဆက်မှာလဲပြော သိန်း1000 ဟုတ်တယ် ညီတို့ကအတို့များလို့ပါလေ အိုးရှင်ကပဲများတယ်ပြောနေတာနော်ကျမစီမှာလာချီရဲ့လူတွေမှာတောက်လဲပဲလူတော်မပြတ်ဘူးဘယ်ဝင်ရှင်လိုက်ကြည့်မလား ရပါပြီကြည့်ပါဦးဒါပေမဲ့ငါလေနောက်ပိုင်းသိစင်မပြီးတော့လေနောက်တရက်2ရက်3ရက်လောက်လာမခွေအနဲ့မခွေစေ9နှစ်လောက်စောင်း တော်ပါပြီဘာတွေပြောနေမှန်းမသိဘူး ဟုတ် ဟိုဘာလို့ ကလေဟိုကြိုမာလားစိမ့်တော့မှာလား နင်းရလေကွာငါတို့ဘယ်တော့ကြော်ပြီးတော့စိမ့်တော့ ဟုတ်စိမ့်တော့ ဒါနဲ့အဲ့ဒါလေးကဘာလေးလဲ ငါရဲ့တူလေး ဩ တူလေး လူလေးကချောသားပဲနော်ဆိုပါဒီမှာရှင်ကျမစီမှာချီးထားတဲ့အကျွေးကိုကျမ9ရက်ပဲစောင့်မယ်အဲ့9ရက်အတွင်းမှာပြန်မဆက်တော့ကျမအကြောင်းသိတယ်နော် ငါရဲ့ဒီမနေ့လုံး6ရက်လောက်လောက်လေ ရှင်ကျမကိုလာပြီးဈေးမစစ်နဲ့9ရက်ပဲ9ရက်အတိပဲအဲ့ထက်ပိုပြီးရှင်ကိုဘာမှမပေးနိုင်ဘူး 9ရက်နဲ့9နာရီလောက်တော့လောက်လိုက် 9နာရီလည်းမလုပ်ဘူးနော်9ရက်ပဲ 2နာရီခွဲ ဩကျမကိုလာပြီးဈေးစစ်မနေနဲ့ဒီတော့လာဈေးစစ်နေတယ် အေးပါ အေးရှားထားလိုက်မယ် အိုက်စင်းတာ ဟုတ်ကွာ ကိုငတ်ထရှင်ကိုကျမပေးထားတဲ့အချိန်9ရက်ပြည့်ပြီဘာမှလည်းကျမမဆန် အချိန်9ရက်ပြည့်ပြီ ဟုတ်တယ် အပြောကြီးညီဆိုတာကပဲထွက်သွားတာလေ အဖို့မပြောနဲ့အချိန်မရဘူးကျမဇလန်းထဲမှာကျမ9ရက်ဆို9ရက်လိုက်ပြည့်ပြီပတ်စံပေး အော်9ရက်ပြည့်သွားပြီအော်ဒုက္ခပါအေးဘောညီဇလန်းဆိုတော့လေ9ရက်ပြည့်ဆိုတော့ပြည့်ရတာပေါ့အဲ့တော့ငါလည်းပတ်စံသိန်းတစ်ထောင်မရှာနိုင်ဘူးညီဘာလို့ကျန်လဲလောက်ချင်တာလောက်တော့ ဟောလှုပ်ချင်တာလှုပ်ရတယ်လေအဲ့ဆိုရှင့်တူကိုကျမသိန်းနဲ့လာ မ ပါမယ် လဲသူ့တော့မပေးနိုင်ဘူးမပေးနိုင်နော်ညီသိန်းနေတယ်ဆိုရင်ဒီအိမ်ကိုသိန်းလိုက်ဟုတ်ပလား ဒီဟဲ့ ဟုတ်တယ် ရှင်ယူနေလားဒီငင်ကအိမ်နဲ့ခြံနဲ့ရောင်းလိုက်မယ်ဆိုရင်ရှင်2000 3000လောက်တက်နေဒီကောင်လေးနဲ့ရှင်လဲနိုင်တယ်ပေါ့ အော်လေးနိုင်တာပေါ့အိမ်နဲ့ပတ်စံနဲ့ပစ္စည်းဆိုအခုရှာရင်အခုရတယ်ဒီလောက်ယောက်ျားသားရှားနေတဲ့အချိန်မှာသူနဲ့တော့မလေးနိုင်ဘူးတော့တငယ်လေးကအရင်ရှားတယ်နားလေလား ဟမ်တငယ်အဲ့ဆိုဒါလေးက ငါလေးလေးဟုတ်တယ် အော် နော်ပတ်စံနဲ့အိမ်နေဆိုတာအများကြီးရှားလို့ရတယ်မရှားပေးမယ်ဒီဟာမဟုတ်ဒီရင်ထားခိုက်ကြသလားသွား ဟုတ်ပေးပါဦးငါရှာတာပေါ့